ဒီနေ့ပြောမည်ပုံပြင်ကတော့ချစ်မိသွားတဲ့ရန်သူဖြစ်ပါတယ်ဒီလက်မှတ်ကိုမင်းလက်မှာဘယ်တော့မှမတွေ့ရဘူးသူမရဲ့ဖုန်းကိုရေထဲပစ်ချလိုက်တဲ့အခါမိုးသက်မုန်တိုင်းထဲမှာဇင်မန်ရဲ့မျက်လုံးတွေကမီးလောင်နေခဲ့တယ်သူတို့နှစ်ယောက်ကုမ္ပဏီတစ်ခုထဲမှာအဆင့်တန်းသူယာတို့အတွက်ရှင်ပြိုင်နေရတဲ့ရန်သူတွေပါနောက်ဆုံးအကြိမ်ပြောမယ်ကောင်းပါလေဒီ project ကငါဟာစင်ကသူမရဲ့လက်ကင်ဘဝကိုဆွဲဆုပ်လိုက်တယ်အဲ့ဒါမင်းရဲ့အမှားကြီးပဲသူမကပြုံးပြလိုက်တာသူ့ကိုပိုဒေါသထွက်စေခဲ့တယ်ည7 နာရီရုံးခန်းမှာသူတို့နှစ်ယောက်ပဲကြံခဲ့တဲ့အခါလျှက်စစ်မီလင်းတဲ့အခိုင်စင်ကသူမကိုလက်နဲ့ထောက်ပြီးနှုတ်ဆက်ဖို့လှည့်ထွက်သွားတယ်ရုတ်တရက်သူမခြေထောက်ချော်ပြီးလဲကျသွားတဲ့အတန်ကိုကြားလိုက်ရတယ်အေးဒူးထိခိုက်သွားပြီးသူပြန်လှည့်ကြည့်မိတဲ့အခါသူမရဲ့ဒူးတွေကသွေးတွေကိုမြင်လိုက်ရတယ်ဘာမှမတွေးတော့ပဲသူမကိုကုတ်အင်ဂျီနဲ့ဖိထားရင်ဘာမှမဖြစ်ဘူးဆေးရုံခေါ်မယ်လို့ပြောမိသွားတယ်ဆရာဝန်ကအနားယူဖို့ညွှန်ကြားလို့စင်ကသူမကိုသူ့အိမ်ကိုခေါ်သွားခဲ့တယ်ဒီလိုပြူးဆိုင်မယ်လို့မထင်ခဲ့ဘူးသူမကဇင်ရဲ့အိမ်တွင်ဖက်နှက်တွေကိုကြည်ရင်ပြောလိုက်တယ်ရန်သူဆိုတာရန်သူပဲဒါပေမဲ့မင်းကိုတော့ငါဒီအတိုင်းမထားနိုင်ဘူးညနေခင်းမှာသူတို့အတူတူကြည်ရင်ရေမောနေမိတဲ့အခါဇင်ကသူ့ကိုယ်သူမေးလိုက်မိတယ်ငါတကယ်ဒီကောင်မလေးကိုမုန်းတာလား project ပြီးဆုံးတဲ့နေ့မှာဒီမှာပါမင်းနိုင်ရဖို့လိုအပ်တဲ့ data တွေစင်ကသူမစီ output တစ်ချောင်းကိုလှမ်းပေးလိုက်တယ်ဘာကြောင့်လဲဆိုတာငါကိုငါမေးနေတာ3 ရက်လုံးပဲသူကသူမလက်ကိုစုပ်ကင်လိုက်တယ်ငါတကယ်ကမင်းကိုရုတ်တရက်သူမကသူ့နှုတ်ခမ်းကိုအုပ်လိုက်တယ်မပြောနဲ့တော့ငါသိပြီတစ်နှစ်အကြာသူတို့နှစ်ယောက်လက်ထပ်ပွဲမှာကြည်ပါလားရန်သူတွေကချစ်သူတွေဖြစ်သွားတယ်သူမကမဂ္ဂဇင်းကိုကြည်ရင်ပြောလိုက်တယ်ငါတို့ကတော့အထူးခြားဆုံးပဲစင်ကသူမရဲ့လက်ထဲကပန်းလက်ကိုစုပ်ကင်ရင်ပြုံးလိုက်တယ်ရန်သူဆိုတာမင်းကိုပို့ပြီးနားလဲစေဖို့ဖျားပို့လိုက်တဲ့လက်ဆောင်တစ်ခုပါ